အခုနောက်ပိုင်း mobile လေးကြမှာကိုအသင်းရဲ့ flight နာရွေးချယ်ရမှာ hero nature ပေါ်မူတည်ပြီးပယ်ဆိုင်တာကွာခြားကြတယ်။ဒါကဘယ်လိုမျိုးကိုပြောရလဲဆိုရင် flight နာတက်နေရွေးချယ်တဲ့အခါမှာ healing ပါတဲ့ sport hero တွေကိုယူပြီး fighter hero တွေကိုခေါင်းတက်ခိုင်းတယ်လို့တခါတလေကျ AoE တစ်စေးပဲ flight နာတွေကိုယူပြီးခေါင်းတက်ခိုင်းကြတယ်။ဒါပေမဲ့တချို့သော public တွေက run ဆော့ပြီးတတ်မှတ်ကိုင်နေတာကြောင့် assassin hero တွေနဲ့ run ဆော့ကြတယ်။ဥပမာစာဘာတို့ Natalian တို့လို hero တွေပေါ့။အဲ့တော့ဒီ video လေးမှာဆိုရင်ကျွန်တော်ကအသင်းရဲ့အရေးကြီးတဲ့ fan line မှာသွေးများပြီးမာတောင်နေမဲ့ hero တွေကိုပြပြပေးပါမယ်။ပထမဆုံး hero ကတော့ Hylos ဆိုတဲ့ hero ကမတာတိုင်းမှာအမြဲဆုံးလို့ရတဲ့ hero တစ်ကောင်ဖြစ်ပြီး Roma အနေနဲ့ပဲဆော့ဆော့ ESP lane မှာပဲဆော့ဆော့ front line မှာအတင်းကောင်းတိုးလို့ရတဲ့ hero တစ်ကောင်ဖြစ်တယ်။ပြီးတော့သူက reflect spell နဲ့တော်တော်လေးကိုလဲပြတာကြောင့်အခုချိန်ဒီ spirit များနေတဲ့ hero တစ်ကောင်ဖြစ်သလိုသူစီရဲ့ spell တွေကလည်းဗတယ်ဆိုင်ထဲမှာတော်တော်လေးကိုအသုံးဝင်တယ်။သူ့ရဲ့ skill 1အစား mini တစ်စေးပဲလိုမျိုး stamp ပေးနိုင်တယ်လို့သူ့ရဲ့ skill 2ဖွင့်ထားရင်လည်း slow fast နဲ့ damage ကိုလည်းပေးနိုင်တယ်။အဓိကသူ့ရဲ့ skill 2 slow fast မှာ activate range နဲ့ပေါင်းပြီး gang လောက်တာတော်တော်လေးကောင်းတယ်လို့ 10 5 battle တွေ fail လို့ပြေးရင်လည်းတော်တော်လေးကိုအသုံးဝင်တဲ့အချက်ကြောင့်ဘယ်မှာတာပဲလာ Hylos ဆိုတဲ့ hero ကိုပစ်ချင်ပစ်လို့ရနေတဲ့အနေအထားမှာရှိတယ်။နောက်ပြီးသူ့ရဲ့ HP ကလည်းအားလေးမှာ2900နီးပါးထိရှိပြီးလေကိန်းလိုအချိန်မှာသူ့ရဲ့ HP က9900နီးပါးထိကိုရှိအားကြောင့် front line မှာတော်တော်လေးကိုခေါင်းတိုးလို့ကောင်းတဲ့ hero တစ်ကောင်အဖြစ် brother တို့အရင်ဆုံး recommend ပေးခြင်းနဲ့နောက် hero တစ်ကောင်ကတော့ Bella Red က goal line ရဲ့ mastermind အတွက်အိမ်မက်ဆိုးတစ်ကောင်လို့ပြောရမယ်။ဒါကို goal line ဆော့တဲ့ brother ရဲ့အနေနဲ့လည်း Bella Red လို hero ပြစ်တဲ့အခါမှာခံမှုကြလိမ့်မယ်လို့တော့ထင်တယ်။နောက်ပြီးသူ့ရဲ့ spell ပန်းချင်ပွင့်ပြီးမြန်မာလိုကြီးခေါင်းတိုးချရင်ကိုအသင်းရဲ့ mastermind တွေအနေနဲ့ဘယ်လောက် damage ပေးနိုင်ပြီးနေရတဲ့အရာကြီးတော်တော်လေးကိုဆိုးတယ်။နောက်ပြီး battle မှာဆိုတာသူ့ရဲ့ skill 1ပဲ။ဘာလို့လဲဆိုရင်သူ့ရဲ့ skill 1 AoECC ဖြစ်တဲ့အလျောက်တခြားသော hero တွေကိုတစ်စေးပဲပေးတာမျိုးမဟုတ်ပဲ Bella Red ရဲ့ skill 1ကိုထိလိုက်တဲ့ hero ကစက္ကန့်ပိုင်းလောက်အားပါပြီး Bella Red ရဲ့ skill 1အတိုင်း movie ပြန်လာတဲ့အရာအသင်းရဲ့ damage လာရဲ့အတွက်တော်တော်လေးကိုတိုင်ပတ်စေတယ်။ပြီးတော့သူ့ရဲ့ ultimate area တစ်စေးပဲရတယ်10 5 battle တွေမှာတော်တော်လေးကိုဆိုးတယ်။ဥပမာ Tiger တို့လို AoE တစ်စေးပဲဖမ်းနိုင်ခြင်းတူတူဆိုပေမဲ့ Bella Red ရဲ့ AoE တစ်စေးပဲ range ကတော်တော်လေးကိုကျဲတာကြောင့် battle ဆိုင်တိုင်းမှာတစ်ဖက်အသင်းဘက်က carry hero အနေနဲ့တော်တော်လေးကိုဆေးဆော်ရတယ်။အကယ်၍မိသွားခဲ့ရင်လည်း AoE တစ်စေးပဲဖြစ်တာကြောင့်စက္ကန့်ပိုင်းလောက်မူသွားပြီး damage ဝိုင်းပေးတာခံရတယ်။အဲ့လို10 5 battle တွေမှာအရန်အသုံးဝင်တဲ့ ultimate cooldown ကလည်းအားလေးလိုအချိန်မှာ90စက္ကန့်နဲ့လေကိန်းလိုအချိန်မှာ42စက္ကန့်ပဲကြာတာဆိုတော့ Bella Red လို hero ကိုအသင်းရဲ့ fan line မှာထားဆော့ရင်လည်းတော်တော်လေးကိုဆော့လို့ကောင်းတဲ့ hero တစ်ကောင်လို့ပြောရမယ်။သူလည်း Hylos နီးတူ HP ကတော်တော်လေးကိုများတာကြောင့်ဘာသာဆို Bella Red လို hero ကိုပါကန်ကြည့်ဖို့အကြံပေးရင်လည်းဒီ video လို့အဆုံးသတ်ချင်ပါတယ်။